နေပူရဲသွားတဲ့သူတွေပေါ့အပြင်သွားလို့နေပူလို့နေလောင်တာကာကွယ်ခြင်းနဲ့ဆိုရင်တော့ဒီလို UV စပရေးဘူးလေးတွေဆောင်းထားပါဒါလေးကြတော့လေလိမ့်ရတာမဟုတ်ဘဲနဲ့ခန္ဓာကိုယ်တစ်ကိုယ်လုံးရွှီရွှီနဲ့ဖြန်းလိုက်ရုံပဲပို့ပြီးတော့ဆင်ပြေတယ်ကိုဆိုလဲနေရမ်းပူတဲ့ခါကြီးဆိုဒီလိုဘူးလေးတွေဆောင်းထားတယ်ဒါကဘူးကြီးဘူးသေးအဲ့လိုစိုက်မျိုးရှိတယ်နော်ဒီလိုမျိုးဘူးလေးတွေလည်းရှိတယ်ဒါကဘူးကြီးဘူးအတူစိုက်လေးတွေလည်းရှိတယ်ခရီးဆောင်အဲ့ထဲမှာထည့်ပြီးတော့ကိုအပြင်သွားလို့နေလောင်မှာဆိုလို့ရှိရင်ဒီစပရေးလေးဖြန်းလိုက်လို့ရှိရင်လေနေလောင်လဲကာကွယ်တယ်ပေါ့နော်အသားရည်ထိမ့်သိမ့်ကျင်တဲ့သူတွေအတွက်ဒီလိုမျိုးလေးတွေဆောင်းတာဒါစပရေးဘူးစိုက်မျိုးရှိတယ်သူကလေဒါကကြတော့သူကလိမ့်တဲ့ဟာပေါ့လိမ့်တဲ့ဟာလဲဆောင်းလဲရတယ်ဒါပေမဲ့ဖြန်းတဲ့ဟာကပို့ပြီးတော့လွယ်ကူတယ်လို့တော့ကိုကထင်တာပဲလူကြားကြီးထဲမှာဘယ်သူမှမပြောင်းနဲ့နော်ကားဆောင်နေနေတော့မှဒါလေးရှိရွှီဆိုအိတ်ထဲထုတ်ဖြန်းလိုက်လို့ရှိရင်လေးလောင်တာကာကွယ်တယ်ပေါ့အသားရည်ထိမ့်သိမ့်ခြင်းတဲ့သူတွေသူကသပင်းနေမျက်နှာခေါင်းပါညာတတာခန္ဓာကိုယ်တစ်ခုလုံးအကုန်လုံးဖြန်းလို့ရတယ်ပေါ့နော်မျက်နှာမှာကွက်ပြီးတော့ဖြန်းရတာမဟုတ်ပဲနဲ့လက်တွေခြေထောက်တွေရောဒီသပင်းပါညာပေါ့